မင်္ဂလာပါညစီခွာဆာဆောင်မနှုတ်ကိုဆက်တာပါတယ်ဒီညမှာဖတ်ပြမယ့်အကြောင်းအရာကမေတ္တာစင်နဲ့တုံဦးနဲ့တုံဦးချစ်ချင်းမေတ္တာရှိမယ်ဆိုရင်အဲ့ဒီအရာကဝေးကွာသွားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုဖတ်ပြမှာဖြစ်ပါတယ်မတ်လ10ရက်2025ခုနှစ်စနေနေ့မေတ္တာသည်စိတ်ရှိတတ်၏ကျေးဇူးပြုတတ်၏ကိုကျိုးကိုမရှာတတ်ကောရိန္သုစာပထမစာအခန်းကြီး73ခန်းကြီး9မှ6ခေါင်းစဉ်ကမေတ္တာစင်နဲ့နေမင်းကြီးနှင့်လွယ်ရသည့်တိုင်ကျေးတရားများကိုတော့ကြည်ခွေရယူပါဟူသောရှိရှိကကပြလေးတစ်ပုဒ်ကိုအိန္ဒိယကပြဆရာရာဘင်ဒရာနတ်ကိုကရေးဆက်ခဲ့ပူပါသည်ကျွန်တော်တို့ဘဝမှာမျော်လင့်ချက်ကြီးကြီးမားမားထားခဲ့တော့လဲမရခဲ့ဘူးတော့အခါကြေခွဲစရာဖြစ်တော့လဲတခါတလေတော့လဲကြံရစ်သောကောင်းသည့်အရာများကိုတော့ပိုင်ဆိုင်ခွင့်ရသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းသင့်ပါသည်ကျွန်တော်၌ရှိသောသားတစ်ယောက်အတွက်အလွန်လှပသောကော်ဖီဖြော်ကောင်းသည့်ချွေးမတစ်ယောက်ကိုရဖို့ဆုတောင်းခဲ့ပါ၏ထိုမိန်းကလေးကိုကျွန်တော်တို့၏သားများကလည်းသဘောကျ၍၃ယောက်စလုံးမိချစ်၍ချစ်သူတော်ကိုကြိုးစားခဲ့ပါသည်မိမြပင်အားထုတ်ခဲ့တော့လဲနံရွှေရှင်မဟုတ်သဖြင့်အစင်မပြေခဲ့ပါထို့ကြောင့်ဝမ်းနည်းခဲ့ပူပါသည်သူတို့မိသားစုနှင့်ဝေးကွာသောအခါနာကျင်ခဲ့ရတော့လဲအချိန်ကြာသောအခါမှာတော့ဖြေးသားသလိုရှိလာခဲ့ပါသည်တနေ့သောအခါကျွန်တော်မှာအစာပေဟောပြောပွဲတစ်ပွဲကိုကျင်းပရန်ဖြစ်လာပါသည်ကျွန်တော်ဟောပြောရမည့်ထိုပွဲတွင်တချင်းဆို၍ကူညီပေးရန်အတွက်ဒေသရှိသူဦးလိုခဲ့ပါသည်ထိုအခါထိုမိန်းကလေးကိုတတိယ၍ဖုံးဆက်ကတချင်းတမုတ်ကိုဆိုပေးနိုင်မလားဟုမေးပါ၏သူမကတန်းကြွစွာဖြေပါသည်ဆိုပေးရမှာပေါ့ကို့အဖေပဲဥစ္စာရဲ့ဟုရင်လျက်အကြောင်းပြန်ပြီးနောက်အသေးချာလေးကျင်ပါသည်ပွဲနေ့သို့ရောက်လေသူမသည်လှပစွာပြင်ဆင်လျက်ရောက်လာပါ၏တာစင်တီးကပ်ပေးမိသူများကိုလည်းခေါ်ဆောင်လာကအကောင်းဆုံးသချင်းချီးမွမ်းပေးပါသည်ကျွန်တော်ဝေတန်းတော်အောင်ငိမ့်မော၍စီးမျောသွားရသည့်အထိပါပဲသူဖခင်တေးဦးဆရာကညီးတွားပါ၏အမလီမတော်ရတဲ့ရောက်ခမအတွက်သွားပြီးသချင်းဆိုဖို့ဟာစပင်သွားပြင်တာငွေ3သိန်းတောင်ကုန်ရသလားဟုရေမော၏ညီးတွားပါ၏ထိုအခါမိန်းကလေးစေတနာကိုခံစားပါသည်သူမကိုယ်တိုင်လည်းကျွန်တော်တို့အိမ်ချွေးမဖြစ်ချင်ခဲ့တော်လဲနံရိုးရှင်စစ်စစ်မဟုတ်သောအခါကွဲခွာသွားခဲ့ရပါ၏သို့တော်လည်းထားလက်စားမြစ်တာကိုရုပ်သိမ်းမသွားပါဆက်ဆံရေးလည်းမပြတ်ပြားစေတနာလည်းထားနေစေဖြစ်ပါသည်ငယ်ရွယ်သောမိန်းကလေးထံမှတင်ယူစရာများရှိခဲ့ပါသည်ကျွန်တော်တို့သည်အခါများစွာပင်အကျိုးမရှိလေမလုံးဆောင်လိုကြပါမျောလင်းစရာမရှိလေဝဝနေခြင်းကြပါသည်သို့တော်မေတ္တာစစ်တို့သည်ဖောက်ပြန်ခြင်းသဘောနှင့်ကင်းလွတ်ပါသည်ခတ်သိမ်းသောအရာကိုမျောလင်းတတ်ပါ၏အကျိုးကိုမကြည့်သောအရာသည်မေတ္တာ၏ပကတိမူလအပြခွက်ဖြစ်ကြောင်းကိုဖော်ပြပါစေအားလုံးပြည့်စုံကောင်းပြပါစေ